တော်ဒီနေ့ video ရဲ့ topic ကတော့အဓိကတော့ကျွန်တော်ရဲ့ဒီ workout split ကိုအဓိကပြချင်လို့ပေါ့နော်ကျွန်တော်တစ်ပတ်မှာ3ရက်ကျင်စော်တယ်push pull leg ပဲလုပ်တယ်ဆိုတော့ဒီနေ့ကတော့ Tuesday ကကျွန်တော်ရဲ့ push day ပေါ့နော်အမှန် video ဘယ်အစမှမသိလို့ဒီတိုင်းမနက်ပိုင်းလေးကိုကျွန်တော် easy run လေးနဲ့ကျွန်တော်စပြေးမယ်အဲ့ဒါလေးနဲ့ကျွန်တော်ဆောင်းရပါတော့ပြေးရတယ်ပဲစားတော့ဆိုတော့ဒီနေ့ကမနက်ပိုင်းပြေးမယ်ပြီးရင်ကျောင်းသွားမယ်ကျောင်းပြန်လာပြီးနားပြီးရင်ကျင်သွားမယ်ပေါ့နော်ဆို push day ကျွန်တော်များသောအားဖြင့် strength training တွေပဲထည့်တယ်push pull leg သုံးဖို့လုံး strength training နဲ့စားတယ်အဲ့တော့ဆော့ရင်အဓိက ဒီ day ရှင်းပြမှာဒီ day ပြောပြပါမယ်အခုကတော့ဒီတိုင်း easy run maybe 6 km လောက်ကျွန်တော်ဒီမနက်ခဏသွားပြေးမယ်ပေါ့နော်နိုင်ဝတ်တဲ့နိုင်တော့ပြေးရလေးနဲ့တနေ့တော့စလိုက်ပါမယ်ဆိုတော့ကြောက်လျှောက်လိုက်ပါမယ်ပြီးရင် yeah let's go for it Wouldn't lie to you, doesn't matter what I do. She's got a hold on me. She knows how to drive a truck, but she lets me pick her up when we're going dancing. My heart stops beating when my headlights shining on her. She's my country girl. I couldn't tell you what she's doing with me. She's so damn out of my league. She's a little bit crazy on the weekends, dancing in her red dress, and I love the way she looks in my eyes. And I'm feeling like okay ညချိုးလို့ပြပါပြီ breakfast ကတော့ဖျားဆုံးတော့အရင်ကတ်ထားရပါတော့ကျွန်တော် espresso ဘယ်လိုကြာမလဲတော့ပြဒါကိုဒါ tissue နော် pure tissue and that's it okay breakfast ကပါစားလဲဆိုတော့ဒါကတော့Americano ပေါ့နော်ခုနက espresso နဲ့ရေကန်းနေပဲ and ဒါကကြတော့အုံမီးပါမယ်ငပျော်သီးပါမယ်ဒါလေးတွေက peanut butter and this is yogurt and ဒါကကြတော့ဟို chocolate ဟိုပါနော် drizzle လုပ်ထား and 2 eggs ဒါအကာချက်ပုံမှန်တိုင်းပဲ and that's it ဒါတော့အခုကြောင်းသွားလိုက်ပါအောင်မယ်ကြောင်းသွားပြီးပြန်အောင်လာမယ်ခဏနားပြီးမှပြန်တွေ့ပါမယ် alright ကြောင်းသွားတော့ကျွန်တော်မြိုက်ပြတော့နော် okay see you much later alright guysပြန်ရောက်ပါပြီ and also I took a nap like 25 minutes လောက်အိပ်လိုက်တယ်ပေါ့နော်ဆိုတော့ဂျင်မပြောထားတဲ့အတိုင်းပဲ push day ဂျင်သွားမစောခင်ဘာတွေ prepare လုပ်လဲဆိုတော့ yoga mat ယူရမယ်ဒီထဲမှာဒါ resistance band ပါမယ် and ဒီကကျတော့ဒီ leg out with support ပေါ့နော်ဘာခေါ်လဲ wristband လို့ခေါ်လာမသိဘူးအဲ့လိုမျိုးဟာပါမယ် and ဒါကတော့ workout shoe ပေါ့နော် Nike Blazer ဆိုတော့ပြတ်တန်းနေပြီဂျင်ကတော့အကြီးမဟုတ်ဘူးဂျင်ကတလေ equipment တွေကတော့မစိုးလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ဆော့လို့ရသေးတယ်တဲ့အတွက်ကျွန်တော်ဂျင်လိုမျိုးဟိုလိုမျိုးတက်ကြီးဂျင်သွားရမျိုးတော့မရှိဘူးအခုဆော့မဲ့ဂျင်ကတော့ကွန်ဒိုဂျင်ပဲပေါ့နော် alright see you at the gym
ဆိုတော့ကျွန်တော်ဂျင်ကိုတစ်ချက်ပြပေးမယ်ပေါ့နော်ဆိုတော့ဘာရှိလဲဆိုတော့ bench တစ်ခုရှိမယ် and dumbbells ရှိမယ် dumbbells ကကျတော့ 2.5 ကစတယ် and 15မှာဆုံးသွားတယ် and အစုံဆုံး machine တစ်ခုရှိပါမယ်ဒီကနေ tricep extension ရမယ်ဒီကပြောင်းလိုက်ရင်ဟိုရမယ် leg pull down ရမယ် and ဒါကျတော့ chest fly ရမယ်ဒီမှာကျတော့leg raise ရမယ် and dips ရမယ် pull up ပါမယ် and ဒီကတော့ကျွန်တော်ဘာမှမသုံးတစ်ခုမှအဆင်မပြေဘူးပေါ့နော်ဒီမှာကျတော့သူများကျတော့ leg extension လုပ်ကြတယ်ဒီမှာကျတော့သူများရဲ့ leg extension လုပ်ကြတယ်ကျွန်တော်လုံးဝလုပ်လို့မရဘူး I'll show you wait here ဒီက adjust လုပ်လို့မရဘူးဆိုတော့ extension လုပ်ရင်ဒီဟာနဲ့မှားမှာဟာမှာဒီအယိုးကြီးနဲ့မှားနေရပါတော့အဲဒီဟာတော့ chest press ဖြစ်နေဒီမှာတော့လေးရန်ပေါ်တစ်ခါမှမသုံးကြဘူးပေါ့နော်ဒီဟာနဲ့ bicep လာလုပ်ရမယ်ဟိုကပြောင်းပြီးတော့ဒီဟာလည်းအစုံတုပ်ပဲအစုံတုပ်မှာကျတော့ flat bench press ရမယ်incline ရမယ်ပြီးတော့ဒီဟာရကျတော့ bicep curls လုပ်လို့ရမယ်ဒီကနေတို့တွေပါတက်ပြီးဟိုမှာနှမောင်းတင်တဲ့ဟာတွေပါရှိရယ်ဒီမှာကျတော့ plate ကတော့အကုန်တော်တော်သုံးရပါ25 kg တိရှိရယ်ဟိုကနေ 2.5 ကနေ25 တိရှိတယ်ဒါကတော့မဆိုးဘူးပေါ့နော်လေးရအဲဒါကြောင့်ဒီမှာသုံးလို့ရတယ်ကျွန်တော် squat time ပဲဆိုရင်ဒီဟာကိုမြင့်လိုက်တယ်ဒါကိုမြင့်လိုက်မြင့်ပြီးတော့ squat time ဒီခုံကိုရှေ့ဆွဲတယ်ပေါ့နော်ပြီးတော့ဒီမှာက treadmill နှစ်ခုရှိမယ် I don't know what that is endurance ဟာပဲ and စပိန်စီရရှိမယ်ပေါ့နော်ဒါပဲအများကြီးဘာမှများဆဆဟိုလိုမျိုးတော့တိတ်မရှိဘူးဒါပေမဲ့ဆော့လို့ရတယ်ပေါ့နော်ဆော့လို့ရတယ်အဲအကြောင်းကျွန်တော်ချင်းမပြောင်းသေးဘူးဆိုတော့ကျွန်တော်ရဲ့ program လေးကိုကျွန်တော်ချက်ပြောပြမယ်ဆိုတော့ကျွန်တော် push day မှာ bench press ပါမယ် and သူကကြတော့4 set 8 reps ပေါ့နော်ပြီးရင် overhead barbell press ပါမယ်သူကကြတော့ 3 set 12 reps and lateral raise ပါမယ်သူကကြတော့ 3 set 25 reps and push up ပါမယ် 3 set 15 reps ပြီးရင် dips ပါမယ်ပြီးရင်သူကလည်း3 set 8 reps ပြီးရင်ကြတော့ဟို as core ပေါ့နော်ဒီ apps ဟာတွေပါမယ်အဲဒါကြတော့ accessory အနေနဲ့ပေါ့နော်ဟိုလိုမျိုးဘာလဲတော့ကျွန်တော်ကျင်းနေမသိဘူး maybe plan ဖြစ်တော့မယ်ဟိုကျွန်တော်အိမ်မှာ apps ပြီးရှိတယ်အဲဒါလုပ်တယ်ပြီးရင်ကြတော့ sorry ပြီးရင်ကြတော့ treadmill ပေါ်မှာတော့ဟိုနောက်ပြန်လမ်းလျှောက်လို့ပေါ့နော် and bike ပါမယ်ဒီ bike နေမယ် and cool down stretch ဒါပဲပေါ့နော်ဆိုတော့ bench press နဲ့စမယ်မစခင် warm up ပြင်လုပ်ပါမယ် warm up ကိုကျတော့warm up လုပ်တာတော့5မိနစ်လောက်ကြာမှထင်တယ် Okay I will show you press system နဲ့ I do thisဒီအလောက်အဓိကကျတော့လက်ကိုဆန့်ထားပါတော့ဒါအောင်ကွေးသွားတယ် 1 2 3 4 ဒီအလောက်လည်းဒီဘက်အလောက်လည်း some stretch this and or hand it a bit and you and do this and the other side that's it ကျွန်တော်ပြင်တော့ဒီချာပြန်ရှော့အောင်တော့အခုတော့ဒီလိုအရင်လုပ်ပြလိုက်မယ်ပြီးရင် bench press လုပ်ရင်တွေ့ပါမယ်ခဏလေးပါဟို warm up လုပ်တာတစ်ခုပြောဖို့မေးပါတော့ဒီ wrist ကိုလည်း warm up တေချာလုပ်ပါတော့ I do this ဒီကနေလုပ်ဖိထားပြီးတော့ဒီဘက်ကို link လိုက်တယ်
feet ဆိုတော့ဒီလိုဖြစ်အောင်မယ် bench press ကိုလည်းဒီဘာပဲနဲ့ warm up ပြီးရင် alright ဒီနေ့ကတော့ဒုတိယမြောက်နေ့ပေါ့နော်ဒုတိယနေ့က back stay back net stability ပေါ့ so ဘာပါမလဲဆိုတော့ deadlift ပါမယ် and barbell row ပါမယ် pull ups ပါမယ် roll up ဒီ posterior ပေါ့နော် shoulder posterior roll up single flying ပါမယ် trap raises ပါမယ် barbell bicep curls ဟိုကသူက barbell လည်းဖြစ်ချင်ဖြစ်မယ် dumbbell လည်းဖြစ်ချင်ဖြစ်မယ်တခါတလေတော့ hammer curls ပါတဲ့အဲ့တော့မသိသေးဘူးပြီးတော့ side plank ပါမယ်ပြီးရင် cool down stretch ပေါ့နော် alright let's go
so ဒီနေ့ကတော့ full day sorry ဒီနေ့ lower body leg day ဆိုတော့ back squat ပါမယ် barbell squat နဲ့ပါမယ်အဲ့အားလုံးက major ပေါ့နော်အဲ့တော့ 4 sets 6 reps အဲ့ဒါပါမယ်အဲ့ပြီးရင်ကျန်တဲ့ဟာတွေကတော့ဒီ hypertrophy ဘက်ရောက်တယ်ပေါ့နော် Romanian deadlift ပါမယ် Barbarian split squat ပါမယ်ပြီးတော့ calf raises ပါမယ် toe raises ပါမယ်ပြီးရင် glute bridge တော့မဟုတ် hip thrust ပေါ့နော် hip thrust ဖြစ်ဖို့များတယ်အဲ့ဒါပါမယ် and core workout လေးတွေနည်းနည်းပါမယ်ဟို leg raises wall sit and ပြီးတော့ cool down ပေါ့နော်ဆိုတော့ဒါဒီ workout ကျွန်တော် plan ကိုကျွန်တော်ပြောပြတာပေါ့နော်ကျွန်တော်ဒီဟာကြီးပဲလုပ်နေရလို့လည်းမပြောဘူးကျွန်တော် program change နေတယ်ချိန်မယ်ဟိုလုပ်တဲ့ဟာမှန်တယ်အဲ့လိုပြောချင်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်လုပ်တာ live လုပ်ဖို့လည်းပြောတာမဟုတ်ဘူးဒါကျွန်တော်လုပ်တဲ့ဟာ push pull leg split ကိုကျွန်တော်အဓိကပြောပြတာပေါ့နော် ကဲတရားပါပြီဒါကတော့ကျွန်တော်ရဲ့ push pull လက်အကုန်ဖြစ်ပါတယ်တစ်ပတ်မှာ3ရက်ဆော့ရပါတော့ကျွန်တော်ရဲ့ program ကျွန်တော်ဆော့ရကိုကျွန်တော်ပြထားတဲ့ video ဖြစ်ပါတယ်ဆိုအကုန်လုံးလည်းပြီးသွားပြီ3ရက်လုံးလည်းပြီးပြီဒီနေ့က Saturday ဆိုတော့မနက်ဖြန်ကတော့ဟိုရှိတယ်ပေါ့နော် Survival Running Class ရှိတယ်အဲ့ဒါပဲဆိုတော့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲဒီနေ့ video မဟုတ်ဘူးဒီ3ရက် video လေးကတော့ဒီလောက်ပါပဲဆိုတော့နောက် video မှာပြန်လည်တွေ့ရှိမှာခင်ဗျာအဆုံးထိကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်ကြိုက်နှစ်သက်ရင် like and subscribe လေးလုပ်လို့ရပါတယ်ခင်ဗျာ see you in the next level ပါ bye bye when we're going dancing my heart stops beating when my headlights shining on her she's my country girl